မင်္ဂလာနံနက်ခင်းပါရှင်မေလ12ရက်နေ့နေကင်းသတင်းတွေကိုစတင်ပြီးတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံတွင်မြန်မာလုပ်ငန်းရှင်၏အခွန်ရှောင်ပစ္စည်းများဖမ်းဆီးရမည်မှုထိုင်းနိုင်ငံရနောင်းမြို့ရှိဂိုဒေါင်တစ်ခုမှာမြန်မာလုပ်ငန်းရှင်တဦးပိုင်ဆိုင်တဲ့ဘတ်90တန်းကျော်တန်ဖိုးရှိအခွန်ရှောင်ပစ္စည်းတွေကိုထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကွင်းဆင်းဖမ်းဆီးခဲ့တဲ့သတင်းကိုဦးဆုံးအနေနဲ့တင်ဆက်ပေးသွားပါမယ်ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရတာဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ထိုင်းရောက်နှိပ်စက်ခံမြန်မာလုပ်ငန်းခွင်အကူအားတန်အမတ်ကြီးတွားရောက်တွေ့ဆုံမှုထိုင်းနိုင်ငံမှာအလုပ်ရှင်ကရေနွေးပူနဲ့လောင်ပြီးနှိပ်စက်ခံခဲ့ရတဲ့မြန်မာအလုပ်သမားကိုထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ကြီးဦးစိုးစိုးစိုးကတွားရောက်တွေ့ဆုံပြီးထိုက်တဲ့နစ်နာကြီးတွေရရှိနိုင်ပြီးဆောင်ရွက်ပေးမယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကနေသိရပါတယ်ရှင်။နောက်ဆုံးနိုင်ငံတကာသတင်းတစ်ပုဒ်အနေနဲ့ Britain ကာကွယ်ရေးဝန်ကြီးဌာနမှအရှေ့အလယ်ပိုင်းသို့ဖျက်သင်းပေါ်စီလွှတ်ခြင်းဗြိတိန်နိုင်ငံဟာအရေးပါတဲ့ဟိုမူးစီလက်ကြားအတွင်းသင်းပေါ်သွားလာရေးလမ်းကြောင်းတွေကိုကာကွယ်ပေးဖို့နိုင်ငံတကာမစ်ရှင်တစ်ခုမစတင်မီအရှိအလဲပိုင်းဒေသကိုဖျက်သင်းပေါ်တစ်စင်းစီလွတ်သွားမယ်လို့ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကမေလ9ရက်နေ့မှာပြောကြားခဲ့ပါတယ်ရှင်။နေကင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုပါခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။